နော်တို့အခုဟဲဟိုစပိန်သွားနေမှာဖြစ်ပါတယ်ကျွန်တော်တို့စပိန်မနေတာတော်တော်ကြာခဲ့ပါပြီဗျာတော့ဘာကြာလဲနှစ်ပတ်သုံးပတ်လောက်တော့ရှိပြီလို့ခံစားရပါပြီကျွန်တော်တို့ထွတ်တွေတိတ်မသွားပြဘူးဗျာကျွန်တော်တို့လုံလေးတွေကိုစီနဲ့ရှုပ်နေကြလို့ခုမှပဲပြန်နေမှာပေါ့နော်ဆန်ဒီညနေတစ်ချောင်းလေးနေမှာဖြစ်ပါတယ်ဟဲဟိုမှာဘာသွားလုပ်မလဲဆိုတာတော့စောင့်ကြည့်ကြပါဦးဗျာကျွန်တော်တို့အခုအောင်မန်းကနေစထွက်နေပါပြီဗျာဒီနေနာကတော့ကျွန်တော်နဲ့ချစ်တဲ့ကိုလည်းပါဟိုသွားပြီးတော့ဖတ်ထုတ်ကြော်စားမယ်လို့ပထမဦးရွေထားပါတယ်ဗျတကုန်းလေးတက်လာတဲ့မောတွေရမနေတာကြတော့ဆက်နေလိုက်ပါဦးဗျာရာသီဥတုကတော့ဒီနေ့တာရပါတယ်ဗျာဒီအောင်ပန်းမှာဟိုမရွာပါဘူးဒီရက်တွေကတော့မိုးရွာလိုက်နေပူလိုက်ပါပဲဒီနေ့တော့အောင်ပန်းမှာမိုးမရွာပဲနေပူတော့ရှူခင်းနေရလှနေပါတယ်ဗျာလေးလှလားဆင်းလေးတွေကအရန်ဆင်းလို့ကောင်းတဲ့နေရာလေးပေါ့နော်အခုလိုမျိုးကြာသူတို့တာရတဲ့နေ့တွေဆိုလို့ရှိရင် view ကလည်းအရန်မိုက်တယ်ဗျာကျွန်တော်တို့ဟိုဘက်ကနေကုန်းကတက်လာတဲ့အချိန်ပြန်ဆင်းလိုက်တဲ့အချိန်မှာ view ကလည်းလှတာတကြောင်အဆင်းလည်းဖြစ်တာတကြောင်မိုးပြေးနေတာပဲဗျာချစ်လေးကိုကတော့နောက်မှာတပုတ်ရိုက်ပြီးတော့ကျင်နေတယ်နည်းနည်းတော့တွေးသွားပြီဗျာနည်းနည်းအဆင်းဆိုတော့တက်လာတာသူတို့ကပြီးလို့ရှိရင်ပြီးထုတ်လို့ရှိရင်အရမ်းမြန်တာကိုကနောက်မှငင်းနဲ့ကျန်နေတာပေါ့အဲ့ဒါကြောင့်သူကနောက်မှပြီးတော့လိုက်လာတယ်ဗျာโอเคဆက်တော့ကျွန်တော်တို့အခုဟဲဟိုကိုဒီကားလန်ကတ်တရလန်တိုင်းမသွားပဲရွာလန်ကသွားရင်ကောင်းမလားဆိုပြီးတော့လမ်းပေါက်လို့ပေါက်ညာခုကဲမဲ့ကြည့်နေပါတယ်ဒီလန်တိုင်းဆိုကျွန်တော်တို့ခဏခဏသွားနေကြပါတော့နည်းနည်းလေးကွန့်ကြည့်မလားဆိုပြီးတော့ခုကဲမဲ့ကြည့်နေပါတယ်လမ်းပေါက်ရင်တော့သွားမှာပါပေါ့ပါလေပေါက်တယ်လားပေါ့တယ်ပေါက်ရင်သွားပါပဲโอเคမဲ့ကြည့်ရပါသွားလို့ရမှသိပါတယ် off road ကိုတို့ဘိုင်းနဲ့ဆက်သွားပါတော့မယ်ဗျကျွန်တော်တို့အခုကတ္တရလမ်းကနေခွဲလာပြီးတော့ရွာလောင်းစဝင်နေပါပြီကျွန်တော်တို့ကစပိတ်နင်းလို့ရှိရင်ဒီလိုမျိုးမင်းဒီလမ်းလေးတွေလို့တောင်ကြားလမ်းလေးတွေလို့ဆိုလို့ရှိရင်အရင်သဘောကျတာဗျာကျွန်တော်တို့ကအဲ့ဒါကြောင့်ကတ္တရလမ်းလေးနင်းရတာသဘောကျပါတယ်ဒါပေမဲ့နည်းနည်းလေးစမ်းသွားအောင်ဆိုပြီးတော့ကျွန်တော်ရွာလမ်းနေရာနဲ့ဖြတ်ပြီးတော့ဟဲဟိုမရောက်ရင်တော့အင်းကောင်းလောက်ပေါ့နော်လမ်းပေါက်တယ်လို့ပြောတယ်ဗျချီလေးကနေကန်ဆိုတော့သူကတော့သူဥဆောင်ပြီးသွားတာပေါ့နော်ကျွန်တော်ကတော့နေမခံပါဘူးနေကန်ချင်းအောင်စောင့်နေပါပြီဥပစားပြီးတော့โอเคဆက်နေလိုက်ပါဗျာရွာလမ်းနေရတာတော့စိတ်နဲ့ဆရာရှုခင်းနေရတော့တမျိုးမဟုတ်တမျိုးတော့တွေ့ရတာပဲဖြူးတွေဆိုရင်တော်တော်မိုက်တယ်ဗျာရေပြူရွာဟလာညီလေးလားရေပြူရွာလို့ပြောပါတယ်ရေပြူကြီးရွာကနေကျွန်တော်တို့
ပြန်ထွက်လာနေပါပြီအခုโอเคဆက်နေလိုက်ပါဗျာတောင်ပေါ်လမ်းတွေကိုရိုးပိုင်းနဲ့နင်းရဘယ်လိုနေလဲကြီးလေအဆင်ပြေလား ကြည့်ရတယ် โอเค view တွေကတော့အရန်လှတယ်နေရာလေးတွေဗျာရှမ်းပြည်ဆိုတော့သိကြလိုက်မယ်လှမြဲလှနေစေပါပဲအစင်းလမ်းလေးကတော့ချစ်စရာလေးပါပြေးဆင်းရမယ်လမ်းလေးပါဗျโอเคညနေရာတော့ခေါ်မလားရာတော့တိတ်ရောက်ပြီနေတူတယ်ဒီလိုနွားလေးလေးတွေနဲ့အပေါ်မှာရွက်တွေလည်းမပြတင်ပြန်လာတော့တွေ့ပါတယ်ကျွန်တော်ကတ္တရာလမ်းလေးပေါ်ပြန်ရောက်ပါပြီကျွန်တော်တို့ဘယ်ဆက်သွားမလဲဆိုတော့ကျွန်တော်လည်းမသိပါဘူး အမှန်ပြောတာဖြစ်ပါ ဟောကမ်းမနီလားဟောကမ်းမနီရောက်ပြီလို့ပြောပါတယ်ကျွန်တော်ကတော့ဘယ်ဆက်သွားလို့သွားမှမသိပါဘူးโอเคဆက်သွားလိုက်ပါဦးဗျာကျွန်တော်တို့အခုစူပန်အင်းရွာကနေပြီးတော့ဒီဘက်ကြောက်တကားရွာပေါ့နော်ကြောက်တကားရွာအထက်ဘက်ကိုပြန်ရောက်နေပါပြီကျွန်တော်တို့မကြခင်ဟဲဟိုးကိုဝင်มาတော့မယ်ဗျရွာအဝင်လမ်းလေးလားမသိဘူးများတော်လှပါတယ်ဥပမာကြတော့တောင်ပေါ်ပေါ့နော်တောင်တန်းလေးတွေနဲ့ဒီဘက်မှာကြတော့ရွာဝင်လမ်းလေးနဲ့ဘေးဘက်ညာမှာအိမ်လေးတွေနဲ့ဆိုတော့ဒီတစ်မျိုးလေးမြင်နေရပါတယ်ဗျကျွန်တော်တို့မီးပွိုင်မီးနေပါတယ်မီးပွိုင်မီးနေတော့ခဏရက်ဆောင်နေရပါတယ်โอเคကျွန်တော်မီးစိမ့်ပါတော့မယ်ဗျဆက်သွားလိုက်ပါအောင်မယ်လမ်းလေးကပြူးနေတာပဲနင်းလို့ကောင်းတယ် MTB မှမဟုတ်ပါဘူး robot တွေနဲ့လာလို့ရပါတယ်အဓိကနင်းကျင်စိတ်ရှိဖို့ပါပဲရှိရညီလေးဆိုသူကနင်းကျင်စိတ်အရန်ရှိတာသူကကျွန်တော်နဲ့နေတာတစ်လကြော်ပြီအခုမှပဲနှစ်ယောက်တူစပိန်နင်းဖြစ်တယ်ဒီလိုတာရတော့စိုးနင်းရမိုက်ရလို့ပြောရမှာဗျာโอเคဆက်ဖြုတ်လိုက်ပါဗျာကျွန်တော်တို့ကားလမ်းမကြီးတိုင်းအချိန်ကြီးနဲ့ဆင်းလာမယ်ဆိုရင်ဟိုဟာရောက်နေလောက်ပြီဗျာအဲ့ဟိုကျွန်တော်တို့ကနည်းနည်းကွန့်လိုက်တော့လမ်းကြောင်းကနည်းနည်းရှည်သွားပါတယ်အခုဟိုစောင်းဝင်နေပါပြီဗျာပြန်လဲပြန်ကားလမ်းကတည်းကလိုင်းတိုင်းပြန်နင်းတက်ပါဦးမယ်အဲ့လိုပဲကျွန်တော်တို့ကစပိန်နေနည်းလေးတော့ကွန့်လိုက်ရပါလေโอเคဆက်ဖြုတ်လိုက်အောင်ဗျာနောက်ဆုံးတော့ဟိုရောက်ခဲ့ပါပြီကျွန်တော်တို့စားပြေးလေးဖလို့ကျော်ကြိတ်မှာဖြစ်ပါတယ်ဒီနေရာမှာဖက်တော့ကြော်ရသေးတယ် coffee မတော့ငါ coffee မတော့ ကောင်းပြီဖက်ဖက်တော့ကြော်နေတယ်ဒီနေရာမှာ ကဲနင်းလာပြီးတော့မောပြေဖလို့ကျော်ဆွဲနေပါပြီဗျာကောင်းလာကြီးလေး ဝေးမထွက်ပါဘူးဘူးလေးပါ သူမနဲ့ဖတ်တော့ကျော်နေဆိုဘယ်ကပိုကောင်းတော့ ဖက်တော့ကြော်ဘူးပါ ဒါကတော့ညီလေးချစ်လေးကိုရဲ့ရှင်လုံးပြပါဗျာကျွန်တော်တို့နှစ်ယောက်အခုဖတ်တော့ကျော်စားပြီးတော့ဟဲဟိုးကနေအောင်မန်းပြန်มาဖြစ်ပါတယ်အချိန်ကတော့6နာရီထိုးနေပါပြီနည်းနည်းမှောင်စပြိုးနေပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ဘလော့လေးကိုဒီမှာပဲ
ဆုံးသက်ပါတော့မယ်ဗျာဒီနေ့ကကျွန်တော်တို့အစီအစဉ်မရှိပဲထွက်လာတဲ့ခီးစဉ်ဖြစ်တယ်ပြီးတော့နေတိုင်းခီးစဉ်ဖြစ်တဲ့အတွက်ဒီ vlog လေးကတော့နည်းနည်းတူသွားပါတယ်ဗျာ Okay နောက် vlog ဒီမှာကြတွေ့ကြပါမယ်ဗျာ Good night ပါ